ဘာလို့ငါတို့ကြွညာလုံးမဖြစ်တာလဲမာကတ်တင်းဘတ်ဂျက်ကိုဘယ်နေရာမှာသုံးတယ်လဲဘယ်လိုကုဏမျိုးတင်တင်တာလဲသူများတွေက customer တွေကိုဘယ်လိုရလဲနောက်ထပ်ဘာတွေကိုပြင်ဆင်တယ်လဲ ဒီလိုမျိုးကနေအမြဲမင်းနေမိရဲဆိုရင်တော့သိကြပါတယ်ကိုလုပ်ငန်းအတွက်တိကျသိကြတဲ့ marketing system တစ်ခုလိုအပ်နေပါပြီလုပ်ငန်းတစ်ခု grow ဖြစ်ဖို့ဆိုတာက system လိုပါတယ်ခိုင်မာတဲ့ system ကိုချနိုင်မှသာ scale ကိုယုံကြည်မှုရှိရှိနဲ့ထည့်နိုင်ပါမယ် grow marketing system GMS နဲ့မိတ်ဆက်ပေးပြစီဒီ system ထဲမှာထပ်ခါပြန်သုံးလို့ရတဲ့ content တွေ competitor တွေဘယ်လိုလုပ်ဖြစ်နေလဲဆိုရဲ analysis ပြိုင်ဘက်တွေလိုက်ရှင်လို့မရတဲ့ media ဘိုင်း AI ready ဖြစ်နေတဲ့ marketing system အစားရှိတာတွေအပြင်ကိုယ့်လုပ်ငန်းနဲ့ကိုင်ညီမဲ့ digital နဲ့ strategic access များစွာကိုစနစ်တကျလည်းထည့်သွင်းပြီးရေးဆွဲထားပါတယ်အချိန်တစ်လခန့်အတွင်းမှာပဲကိုယ့်လုပ်ငန်းနဲ့အတိအကျကိုင်ညီတဲ့ Tailor marketing system တစ်ခုကိုလည်းပိုင်ဆိုင်နိုင်မှာပါ Grow marketing system GMS ကကိုယ့်လုပ်ငန်းအတွက်ဘယ်လိုကိုင်ညီတဲ့ marketing system တစ်ခုကိုတိစောက်ပေးမလဲဆိုတာကတော့ AMMG နဲ့30 minute free consultation ရယူပြီးတော့အခုပဲဆွေးနွေးနိုင်ပါပြီ